အားလုံးပဲမင်္ဂလာပါရှင်ဖေး channel ကနေပြန်လို့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာကျွန်မကဘယ်လိုကောင်းစဉ်အသစ်လေးနဲ့လာပြီးမိတ်ဆက်မလဲဆိုတော့ဆက်လက်ပြီးတော့စောင့်မျှော်အားပေးကြပါအောင်ရှင်ဟုတ်ကဲ့ပါရှင်ဒီကနေ့မှာတော့ကျွန်မကมื่อတော့အခါဆိုတဲ့စကားလုံးလေးနဲ့လာပြီးမိတ်ဆက်ပေးမှာပါมื่อနောက်တစ်ခုမှာတော့มื่อก็มื่อဆိုတာကခုနကတည်ကြတဲ့အတိုင်းတော့အခါပေါ့ก็ဆိုတာကထို့နောက်ကြောင့်မို့ဒီနှလုံးပေါင်းပြောဆိုလိုက်မယ်ဆိုရင်มื่อก็ဆိုတာကတော့အခါထို့နောက်ဒီစကားလုံးနှလုံးလေးကတော့စကားဆက်ဖြစ်တယ်ပေါ့နော်ဒီစာကြောင်းတစ်ကြောင်းကိုဆက်ပြီးစကားဆက်လေးပဲဖြစ်ပါတယ်ဒါကဒီကနေ့လာပြောပြပေးမယ်စာကြောင်းလေးပေါ့နော်เมื่อฝนตกเราก็จะอยู่บ้านမိုးရွာခဲ့ရင်တော့တဲ့ငါကအိမ်မှာပဲနေမှာပါတဲ့มื่อဆိုတာကခုနကကျွန်မပြောထားတဲ့အတိုင်းတော့အခါပေါ့ฝนตกဆိုတာကမိုးရွာတာเราဆိုတာကကျွန်ုပ်ကျွန်ုပ်ကိုပြောရပါจะอยู่บ้านဆိုတာကနေလိမ့်မယ်บ้านဆိုတာကအိမ်မှာပြောရပါတော့ဒီစာကြောင်းလေးကိုပြန်ဆိုကြည့်မယ်ဆိုရင်เมื่อฝนตกเราก็จะอยู่บ้านမိုးရွာခဲ့ရင်တော့အိမ်မှာပဲနေတော့မယ်နောက်ထပ်สกัดပြောတဲ့ကြောင်းမှာဆိုရင်เมื่อเปิดประตูมาก็วิ่งออกไปเมื่อเปิดประตูဆိုတာကပွင့်လိုက်တဲ့အချိန်မှာမာဆိုတာကခွေးကိုပြောတာပါวิ่งออกไปဆိုတာကပြေးထွက်သွားတယ်ပေါ့အဲကြောင့်မို့เมื่อเปิดประตูมาก็วิ่งออกไปတကားဖွင့်သွားတဲ့အချိန်မှာဆိုရင်ခွေးကပြေးထွက်သွားတယ်တဲ့ဟုတ်ကဲ့ပါရှင်ဒီကနေ့ဗီဒီယိုလေးကိုကြည့်ရှုအားပေးရတဲ့ကြောင့်မို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ထပ်ပြီးတော့ဒီနေ့ပြောရတဲ့စကားဆက်လေးတစ်ခုပေါ့နော်เมื่อก็ဆိုတဲ့နေရာမှာတခြားတော့စကားလုံးကိုပြောချင်တဲ့အတိတ်ပဲနဲ့ကိုက်ညီတဲ့စကားလုံးလေးကိုအစားထိုးပြီးတော့အသုံးပြုလို့ရပါတယ်ရှင်နောက်နေ့တွေမှာဘယ်လိုဗီဒီယိုလေးနဲ့တင်ဆက်မလဲဆိုတာကိုလည်းဆက်လက်ပြီးတော့စောင့်မျှော်အားပေးပါအောင်ရှင်